နေ့ညရောက်တယ်ဒီနေ့ရှောက်ထွက်တကယ်ချင်းနေတယ်ဟိုအနောက်ကဆိုင်မှာဝင်ကနှစ်ပွဲလာစားတယ်ရွှေစားတယ်ပြီးတော့အလူချုပ်ဝယ်လိုက်အောင်ဒီကိုရုပ်ဘလောက်ဈေးကြီးမယ်လေ ဘယ်လောက်လဲ နောက်တစ်ပါခေါ်ပါမယ်နမေဝကျွေးကောင်းပြီကျွေးကောင်းတိလေရမြန်မာခေါ်လို့ကျွေးကောင်းတိ Yeah that looks so scary bro ခဏအခုက James ကိုစောင့်နေနော်ဟုတ်တယ်သူလာလိမ့်မယ်ဟွာလုံးနေရှောက်သွားနေတယ်အကောင်လည်းဒီမှာပဲလေရှင်းလေကြက်စား1 2 3 4သမီးလေးချစ်စရာလေးခြုံထဲမှာနေတာနော်ဟုတ်ပြီဘယ်တော့ရတယ်ဘလို့လားအဲ့ခြုံထဲမှာနေတာသူကဩအဲ့လိုက်ပါကြည့်သူတို့မှလည်းနေခွင့်ရှိပါရဲ့ကဘာကြီးမှာလူတွေနဲ့သားစားတာဖြစ်အောင်နေနေတာကောင်းပါရဲ့တိရစ္ဆာန်ဟောဟိုနေရမှာမဲကောင်ရောမဲကောင်ရောမဲကောင်ရောတဲဝဲကောင်အရှူကောင်အရှူကောင်ဒီကောင်ကပိုင်နေတယ်ဒီမှာဟာတဲသူကအိမ်မွေးထင်တယ်သူကအိမ်မွေးဆက်ကြုံနေပြောကြုံနေအိမ်မွေးလေးခေါ်နောက်တနေရာသွားနေပါတယ်မခိုင်စင်စန်းတို့အိမ်ခိုင်စင်စန်းတို့အိမ်တော်တော်လှတဲ့အပင်လေးပါတော်တော်လှပါတယ်အဲ့လေးကိုပြချင်လို့ငါရိုက်တာမခိုင်စင်စန်းပါကျော်နေပါရဲ့တစ်ခါကြာစင်ကျော်ရန်လေးစားနေရန်ကောင်းတယ်တက်လာနေတာပေါ့ဟုတ်တယ်ဟိုလေးမွေးနေ့ရှင်နေတော့လာဆိုတော့လာခဲ့ရတာပေါ့ဘာဖြစ်လာလဲရုပ်ကြီးမကြိုင်ခွဲတော့မယ်来呀！好，这老弟啊，这两家不都？冇两万加嘛？是。ဆလီနေတယ် You want ကြရမင်းတို့ကြရဆလီနေတယ်有点အကြမ်းမဟုတ်လား Yeah, you want it toast or no toast? ဒါပါချက်နေဒါဘဲချောတော့ဖို့တော့နှစ်ချက်နေတာဘိုင်ဘိုင်နဲ့ပြောပါဦးဒီနေ့လည်းပြည့်စုံအောင်ဘင်္ဂမြာရည်ရယ်ပြီးရင်ခရူးစီရယ်နှမ်းစီရယ်ငုတ်သီးသိန်းရယ်ငုတ်သီးကြက်မှုရယ်စားလေးနည်းနည်းတမယာလေးနည်းညှက်တယ်ချုံမိုးလေးနည်းနည်းပေါက်တယ်ကောင်းလား Okay ဟုတ်ပြေးရပါပြီချင်းရမ်းတက်တယ်ခဏမိသွားဘာလို့လဲဟိုပါလေအဲ့ဒါမထည့်ရသေးဘူးအပေါ်ပုံကြီးလည်းနေရရအောင်အေးဒါတစ်ခါထည့်နေတာပုံပေါ့ဟုတ်ကဲ့ဟုတ်တယ်လူပြောင်းလူပြောင်းโอเคတို့လို့စားပြတယ်ဟိုပါထည့်ထည့်ပိတ်တဲ့ယူရင်ကျွေးပါလေအဲ့ဒီနဲ့ငံသွားပါဆိုလို့ကျွန်တော်ကောက်ရင်စားလိုက်ပြီရှိနေရတာတော့လေ ဘာလို့မဟုတ်ကောက်တကယ်ကောက်တယ်စားလားဘယ်ချတော့တော့ဘဲချောတော့ဝိနေမယ်ကျင်းနေပြင်ပြလားဟဲ့ဟုတ်တော့ဟုတ်လားကောင်းလားရတယ်လားဟောဝိုင်းလားကိုဝိုင်းလားငါတို့နဲ့ဦးလေးအင်္ဂလိပ်ချင်းနဲ့တော့ရေတက်လိုက်ကောင်းတယ်ရေချိုးလေရေကောင်းရေဖက်တယ်
အဲ့ကိုထည့် ဟုတ်ဟုတ် ဒီအရာပူနေတော့နော် ဟိုမိုင် ဟုတ်ရှိ တာကူတယ်တာကူတယ် ကိုသားမှာ စားရဘယ်လောက်ကြာဘူးอ่ะကျွန်တော်ဘယ်တော့ ကောင်းတယ်နော်ရမ်းတယ်ဟိုမိုင် တင်းကိုခါလေးကြရင်တိုင်ဖြစ် ဒါတွေကတော့လူငယ်တွေရောနော်ကလေးတွေရောကြိုက်တယ်နော် ဒီကောင် excited ကိုပြတယ် baseball ပြင်းကြအောင်လေဒီကောင်အခုပြောတဲ့စင်ခိုင်းပါရှိရပါလို့အဲဒီဟိုဖွက်နေရှိတယ် လေးကောင်ပြဲနေ